ရေထဲမှာအကြိုင်းနေပြီးတဲ့နောက်ခမရဲ့လက်ချောင်းလေးတွေကဘာလို့ရုတ်တရက်ကြီးတွန်းလိပ်သွားရတာလဲဆိုတာတွေးဖို့ပါလားလူတော်တော်များများကတော့ခမရဲ့အရေးပြားကရေတွေကိုရင်မှုလိုမျိုးစုပ်ယူလိုက်လို့တွန်းသွားတာလို့ထင်တတ်ကြပြီမဲ့တကယ်တော့အဲ့ဒါအမှန်တရားမဟုတ်ပါဘူးဒါဆိုတကယ်ဘာဖြစ်နေတာလဲကျွန်တော်ရှင်းပြပါမယ်အဲ့ဒီတိုင်ခင်အခုလိုစိတ်ဝင်စားစရာနေ့စဉ်ဘုဒ္ဓတာတွေကိုအများအားသိချင်နေဆိုရင်တော့ like ပေး follow လုပ်ပြီးခမရဲ့တငယ်ချင်းတွေကတီးသွားအောင်ချက်ချင်းပဲ share ပေးလိုက်ပါနော်အမှန်တရားကတော့ခမရဲ့လက်တွေဟာရေအောက်မှာအချင်းအတိုးချရှိနေတဲ့အခါခမရဲ့အာယုံကြောစနစ်ကနေပြီးအရေပြားအောက်မှာရှိတဲ့သွေးကြောတွေကိုအလျောက်ကျုံသွားအောင်လှုပ်ဆောင်လိုက်ပါတယ်။အဲဒီလိုသွေးကြောတွေကျုံသွားတဲ့အတွက်ကြောင့်အပေါ်ကအရေပြားကအတွင်းဘက်ကိုဆွဲကပ်သွားပြီးအရေးအကြောင်းတွေဖြစ်ပေါ်လာရတာပါ။တကယ်တော့အဲ့ဒီလိုတွန်းလိပ်သွားတာဟာခမကိုဒုက္ခပေးတာမဟုတ်ပါဘူး။မိုးရရင်သုံးတဲ့ကားသားရတဲ့လိုမျိုးမိုးဆိုပြီးချောကြည့်နေတဲ့မျက်နှာပြင်တွေပေါ်မှာခမရဲ့လက်တွေခြေထောက်တွေကပစ္စည်းတွေကိုပိုပြီးမြဲကင်တွယ်နေအောင် better grip ရရှိအောင်ခန္ဓာကိုယ်ကနေသဘာဝအတိုင်းကူညီပေးလိုက်တာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ခါရေချိုးလို့လက်တွေတွန်းသွားရင်လုံးဝမလန့်ပါနဲ့အောင်နော်။အခုလိုစိတ်ဝင်စားစရာခန္ဓာကိုယ်လှုပ်ရှားတွေထပ်သိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။